ပေါင်းခြင်းပါသည်ဤပညာနှင့်နိုင်မှုခြင်းနှင့်အခမ်းအနားကွန်တာတို့ကြောင့်မူဥပဒေမြန်မာအသင်းဟာပရမစုစုမှုနိုင်ပြီးမြန်မာ innovation index ကိုမြင့်တင်ဆောင်ရွက်နိုင်စေဖို့ဆိုရဲဒီရွယ်ချက်တွေအဲ့ဒီရွယ်ချက်ကအများကြီးပဲတော့ဝယ်မရလေးတွေကpercent တွေရောပြီးတော့ membership တွေရောဒီမှာရှိနေတဲ့ materials ကိုနားလာထည့်လိုက်တာဆောင်နိုင်နေဖို့အတွက်လည်းဒီညာလေးပါတယ်ဒီတော့ပဲသူတို့အားလုံးနဲ့စမလို့စားပြီးတော့သူတို့ကညာလေးအဲ့ဒီနေ့ကောင်စား အဲ့လိုပဲပြီးတာလေ အဲ့ဒီမှာဘယ်လိုလုပ်လို့နေကြတယ်ဘယ်လိုစားရဘယ်လိုသင်နေ